မင်္ဂလာပါရှင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ပေါ့နော် invoice လေးတွေကိုတစ်စောင်ချင်းစီပေါ့ကျွန်တော်စင်းလာတွင်ထားတယ်ဒီနေရာမှာကျွန်တော်တို့ကိုယ်ပိုင်ရောင်းတဲ့အယောင်စင်းလေးတွေလည်းဖြစ်နိုင်တယ်လို့တခြားကနေဝယ်လာတဲ့ invoice တွေကိုစင်းတွင်တာလည်းဖြစ်နိုင်တယ်ကိုယ်တိုင်ရောင်းတဲ့ invoice လေးတွေဆိုရင်တော့နံပါတ်စင်လေးတွေအစင်တိုင်းဖြစ်နေမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကတခြားရှီယာဝယ်လာတယ်ဆိုရင်တော့နံပါတ်စင်invoice number တွေကအမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ကဒီမှာ invoice တစ်စောင်ပြောင်းသွားတိုင်းမှာကျွန်တော်ကဒီမှာဆိုပထမတစ်စားချင်းတစ်စောင်ကြီးစရင်တွင်းမယ်ဆို1နောက်တစ်စောင်ကိုဒီမှာပြောင်းပြီးတွင်းလိုက်မယ်ဆိုရင်2ပေါ့နော်နောက်တစ်စောင်ဆိုရင်3အဲ့လိုမျိုးနံပါတ်စင်လေးတွေကိုလာထိုးသွားကျင်တာပါအဲ့လိုထိုးတာကိုကျွန်တော်ရိုက်မထည့်ပဲနဲ့ auto သူ့ဘာနဲ့တော့ auto generate လုပ်အောင်လုပ်မှာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ကအရင်ဆုံး helper column လေးတစ်ခုသုံးလိုက်မယ်ဒီမှာလေး helper column လေးတစ်ခုကျွန်တော်သုံးလိုက်မယ်ပေါ့နော်ဒီမှာ test ကြီးဖြစ်နေတယ်helper column လေးတစ်ခုသုံးလိုက်မယ်ဒီနေရာလေးကိုကျွန်တော်က serial လို့ပေးလိုက်မယ်အဲ့ဒါပြီးရင်ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီ invoice number လေးတွေကိုကျွန်တော်လာကောက်လိုက်ပါမယ်လာပြီးတော့မှ invoice number လေးတွေကိုကျွန်တော်ကဒီမှာ123 serial number လေးလာထိုးပါမယ်အဲ့ဆိုတော့အဲ့ဒါလေးထိုးဖို့ဆိုရင်ကျွန်တော် formula လေးတစ်ခုရေးလိုက်ပါမယ် equal if အဲဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဒီ invoice C3 ဒီ equal C2 နဲ့ညီမယ်ဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်မလဲဆိုတဲ့အခါကျတော့ဒီ D2 ကိုဒီအပေါ်မှာဒီပေါ့နော်အဖြေထိုးမဲ့ column အလံမှာရှိတဲ့အပေါ်က10ခွက်ကို1ပေါင်းလိုက်မယ်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်ကတစ်ကနေပြန်စမယ်လို့ပြောလိုက်ပါမယ်ဒီမှာဆိုရင်1လို့ပေါ်လာပါပြီเนาะအဲဆိုတဲ့အခါကျတော့ C3 ကနေ C3 နဲ့ C2 နဲ့ဒီမတူတဲ့အတွက် D2 ကို1ပေါင်းရင်D2 ကို1ပေါင်း sorry C3 နဲ့ C2 နဲ့မတူတဲ့အတွက်1လို့ပေါ်မယ်ဟုတ်ပြီဒီမှာကျတော့ C3 နဲ့ C4 နဲ့ C3 နဲ့တူသွားပြီဖြစ်တဲ့အတွက်ဒီမှာကျရင်2လို့ပေါ်မယ်ဒါလည်း C4 နဲ့ C5 နဲ့တူတဲ့အတွက်ဒီမှာ2ကိုတစ်ပေါင်းပြီးတော့3လို့ပေါ်မယ်အဲ့လိုမျိုးလေးနဲ့လက်မှာလာပြီးတော့အစဉ်တိုင်းလေးတွေပေါ်လာပါပြီအဲ့လိုပေါ်လာပြီဆိုတဲ့အခါကျတော့ကျွန်တော်ကဒီမှာဘာလုပ်မလဲဆိုတော့ဒီမှာရှိတဲ့1တွေကိုရွေးပြီးတော့မှcount if 1တွေကိုရွေးပြီးတော့မှကောက်ပါမယ်ဘယ်နှကြိမ်ပါလဲပေါ့ဒီထဲမှာ1ဘယ်နှကြိမ်ပါလဲဆိုတာကိုတစ်ကြိမ်တွေ့ရင်ဒီမှာ1လို့ပြမယ်1ကို2ကြိမ်တွေ့ရင်2လို့ပြမယ်အဲ့လိုလေးတွေလာကောက်ပါအဲဆိုတော့ကျွန်တော်ကလာကောက်မယ်ဆိုတော့ equal အဲ့လိုရွေးချယ်ပြီးကောက်မှာဖြစ်တဲ့အတွက် count if တို့မဟုတ် s ပါတဲ့ count if ကိုသုံးရပါမယ်ကျွန်တော်ဒီမှာတော့ရိုးရိုး count if ကိုပဲသုံးလိုက်ပါမယ်ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်ကဘယ်လိုကောက်မှာလဲဆိုတော့ D3 is to D3 ပေါ့နော် D3 ကနေကျွန်တော် D3 ကိုကောက်ပါမယ်ဒီနေရာမှာ D3 is to D3 ကိုကောက်မယ်နောက်တစ်ကြောင်းကျတော့ D3 is to D4 ကိုကောက်မှာဖြစ်တဲ့အတွက် D3 ကိုကျွန်တော်မရွှေ့ခြင်းလို့ကိန်းတိခတ်ခဲ့မယ်ဘာဖြစ်ရင်ကောက်မှာလဲဆိုတော့1ဖြစ်တယ်ဆိုရင်ကောက်မှာပါနော်1ဖြစ်တယ်ဆိုရင်ကောက်မှာဆိုပြီးပေးလိုက်ပါမယ်အဲ့ဆိုရင်ဒီမှာ1လို့ကောက်သွားမယ်ဒီမှာဆိုရင်2ကိုတွေ့ရင်2လို့ကောက်မယ်3ကိုတွေ့ရင်3လို့ကောက်ပါမယ်ဒါပေမဲ့ तू ကဒီမှာမတွေ့တဲ့ဟာကြီးဆို तू ကဒီအပေါ်ကအဖြေတွေကိုပဲကောင်းအေးရတဘောတရားရလာရေးနေအဲ့တော့ကျွန်တော်ကဒီမှာတွေကိုဒီတစ်ချိန်ပဲပေါ်ကျင်တာဒီအောက်ကကောင်တွေကိုမပေါ်ကျင်ဘူးအဲ့ဒီအခါကျတော့ကျွန်တော်ကဘယ်လိုပြောလိုက်မှလဲဆိုတော့ဒီ invoice number တွေမတူညီမှဒါလည်းရင်ကောက်မယ် invoice number တွေမတူမှကောက်မယ်မဟုတ်ဘူးဆိုရင် blank ထားမယ်လို့ပြောလိုက်ပါမယ်အဲ့ဒီအတွက် if function ကိုသုံးရပါမယ် if တကယ်လို့ပေါ့နော်ဒီ invoice number တွေမတူရင်ဆိုတော့ဒီ D2C ပေါ့နော် C3 ဒီမတူဘူးဆိုရင်ပေါ့နော်ဒီ C2 နဲ့မညီဘူးဆိုရင်အိမ်ထဲမှာမညီတဲ့လက္ခဏာဆိုရင်ဒီအကြီးလေးအသေးလေးကိုမျက်နှာချင်းဆိုင်ထားလိုက်တာပေါ့နော်အဲ့ဒါလည်းမတူတဲ့လက္ခဏာ C3 နဲ့ C2 နဲ့မတူဘူးဆိုမှဒီ D3 နဲ့ D3 ဒီ column ကိုဒီ column က1ဖြစ်တဲ့ကောင်တွေကိုကောက်မယ်မဟုတ်ဘူးဆိုရင်ကျွန်တော် blank ထားမယ်လို့ပြောလိုက်ပါတယ် okay ဆိုရင်ကျွန်တော်ဒီမှာဆွဲချလိုက်ပါဒါဆိုရင်ဒီမှာ1 2 3ဆိုပြီးပြတ်သွားပါတယ်ဟုတ်ပြီကျွန်တော်ကဒီမှာ3လုံး4လို့ပေးလိုက်မယ်ဆိုရင်သူက3လုံး4ဆိုရင်ဒီမှာ4လို့ဖြစ်သွားပြီဒီမှာ3လုံး1မကူညီတော့တဲ့အတွက်5ဆိုပြီးတော့ပေါ့နော်ဒီမှာ5ဆိုရင်ဒီမှာ5ဆိုပြီးတော့လာပေါ်မှာမတူညီတိုင်းမှာပြောင်းပြီးတော့မှနံပါတ်စင်လေးတွေလာထိုးပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင် formula test လေးခေါ်ပေးပါမယ်တရား formula လေးကတော့ဒီပုံစံလေးပေါ့နော်ဒီပုံစံလေးဖြစ်တယ်ပြီးတော့ဒီက formula လေးကိုလည်းကျွန်တော်ဒီ sheet လေးမှာပေါ့နော်ဒီမှာတော့ဒီကောင်လေးမှာရေးလိုက်မယ် equal for formula test က F3 ပေါ့နော်
ဒါတွေက test ဖြစ်နေလို့ပါကျွန်တော် January ပြောင်းလိုက်မယ်ပေါ့နော်ဒါလေးကတော့ဒီပုံစံလေးဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်